အသွားလှလှပညာမွေနီထုံပေါင်းယုံလို့နားဆိုင်ပါပြိတ္တဒီအချိန်ကနေစတင်ပြီးတီလုံးအကောင်းဆုံးဆိုတာဒီလိုရွေးထုတ်ပြပါပဲခင်ဗျာကြားကြပါစို့ဟုတ်ကဲ့ဆရာမပါလေကျွန်တော်ဒီလိုမဟုတ်ပါဘူးမဆရာကြီးတွေရဲ့ဒီလိုဖြစ်ခြင်းကြောင့်ဆရာကြီးတွေနဲ့မတူရမတူ냐တော့လေတီးပုံဒီနေမုံမန်ကင်မောင်းအထားသူကတော့နော်ဟုတ်ဆရာကြီးတွေကိုလည်းကြော့ရရောက်အောင်လေးလေးစားစားလေးကြော့ခြင်းနဲ့နော်မှန်ပါဗျာပြန်ပြီးနားထောင်မလားကြားပါစေဆရာမပါရင်အလူမဖြစ်တော့ပါခင်ဗျဆရာမအလူကြီးပေးမှာပြောလာအလူကလူမပြူကြဒါနာဆရာပါမရင်သက်ကြမှာပြောလာမြို့လူလူကမြစ်တာထားတာမန်းချင်မြို့ကမြစ်တာထားတာဖေးတာရွာသားသိမ့်ဖေးတာပါရင်အလူမပြည့်တော့ပါခင်ဗျာဆရာမအလူကြီးပေးမှာပြောလာအလူတကားလူမပြူရဒါနာဆရာပါမရည်သက်ချမှာပြောလာမြို့လူလူကမြစ်တာထားတာမန်းချင်မြို့ကမြစ်တာထားတာဖေးတာရွာသားသိမ့်ဖေးတာမြို့လူလူကမြစ်တာထားကမန်းရွှေမြို့ကမြစ်တာထားကဖေးတာရွာစားစိန်ပေဒါဆိုရင်ဘသူဒီလို့ဆိုတာတိတယ်ဟုတ်ကဲ့ဗျာဆရာရဲ့ဟုတ်လားမှန်ပါဗျာအမွန်းတင်ထားတာရွာစားစိန်ပေတာတဲ့ဟုတ်ကဲ့သို့တော်လည်းပဲဆရာကြီးစိန်ပေတာတောင်ရွာစားဖွဲဆိုတာမရခဲ့ပါဘူးမှန်ပါခင်ဗျာဟုတ်လားဟုတ်စိန်ပေတာရဲ့ဖခင်ကြီးဖြစ်တဲ့ဆရာဖေကြီးသာလျင်ပလိမ့်မြို့နီစီဆုံးဆယ်ရွာကိုအပိုင်စားစီလို့ပေးရခြင်းခံရလို့ရွာစားပွဲရခဲ့သည်ဒီလိုပွဲတို့ရခဲ့ပါပြီဟုတ်တယ်နော်မှန်ပါဗျဆရာကြီးစိန်ပေတာကြတော့ရေရိုးအရာခေါ်ယူရလို့ဆိုပြီးတော့နေမျိုးဖလားကျော်သူဆိုတဲ့ဘွဲကိုတီဘောမင်းကအနှင်းခဲ့ပါဒီဘွဲကိုပိုင်ဆိုင်ခဲ့တဲ့အဖစိန်ပေတာပါနေမျိုးဖလားကျော်သူဘွဲရပါဗျဒါကြောင့်ဆိုထားတာကဗါတဲ့ပြန်ဆိုသားမြို့ကျက်သည်ဆောင်တိုင်းကျက်သည်ဆောင်ဆရာမပါရင်အလူမဖြစ်တော့ပါခမရဆရာအားမအလူကြီးပေးမှာပြောလာရှင်းစလိုက်တော့အလူတကားလူမပြူကြဒါနာဆရာပါမရေးရချမှာပြောလာဘသူတွေကပြောမြို့လူလူကမြစ်တာထားတာမန်းရွှေမြို့ကမြစ်တာထားတာဖေးတာရွာသားစိန်ပေတာဖေးတာရွာသားစိန်ပေဒါလူရှင်တော်တွေဆိုတော့အဖကဒီလိုတီးတယ်ဟုတ်ကဲ့ဆရာဟ
ပိုက်ရှိသေးတယ် မှန်ပါဗျာ ဒုတိယပိုက်ကျတော့အဖဘယ်လိုတီးတော့ ဘလို့များတီးပါလေ အလူမင်္ဂလာရဲ့ကြက်တည်း ပြောစီမာနေတဲ့ ရောတန်စီတန်နဲ့အဖကတလူတီးတယ် ကြားပါစီခင်ဗျ ဟုတ်ကဲ့ဆရာ အစိုးလေးရတော့တမျိုးလေးဆို မှန်ပါခင်ဗျ ရတယ်နော် ဟုတ်ကဲ့ဆရာ ဒါမျိုးဆိုကြမှာ ဟုတ်ကဲ့ အလူတော်ကြီးကဲဒီတော်လို့တကိုးချင်းဝေပြမိုးစိမ်ရွှေရတနာရွာသုံးပြုံမှာအလူတော်ကြီးကဲဒီတော်လို့တကိုးချင်းဝေပြမိုးစိမ်ရွှေရတနာရွာသုံးပြုံမှာအလူတကအလူအမနိဗ္ဗာန်အောင်နာအယောင်မြန်ရမှာအလူဒါနာပြုကြအောင်စေရာတတ်တင်စရာကရေးပွဲအလင်ကရွာကစိတ်ပေတာဟာမေတ္တာစေဒနာ လူတော်ကြီးရတည်တို့လို့တကိုးရှင်ဝေပြမိုးစိမ်ရွှေရတနာရွာသုံးပြုံမှာအလူတော်ကြီးရတည်တို့လို့တကိုးရှင်ဝေပြမိုးစိမ်ရွှေရတနာရွာသုံးပြုံမှာအလူတကအလူအမနိဗ္ဗာန်အောင်နာအယောင်မြန်ညမှာအလူဒါနာပြုကြအောင်စေရာတတ်တင်စရာကရေးပွဲအလင်ကရွာသာစိမ်ပေတာဟာမေတ္တာစေဒနာ တတ်တင်ဆရာကရေးဖွဲ့အလင်ကရွာသားစိတ်ပေတာမေတ္တာစေတနာဆရာကြီးဦးသက်တင်ရေးခဲ့တာ ဟုတ်ကဲ့ဆရာ ဟုတ်လား မှန်ပါဗျာ အဲ့တော့ကွာအဖို့စိတ်ပေတာတေးရေးဆရာကြီးစာရေးဆရာကြီးတချင်းရေးဆရာကြီးရှိခဲ့တယ်နော် မြောင်များစွာရှိခဲ့ပါတယ် ဆရာကြီးနန်းတော်ရှိဆရာတင်ကွာ ဟုတ်ကဲ့ခင်ဗျ ဆရာကြီးမြို့မှာငိမ့်ကွာ မှန်ပါဗျာ ဟုတ်လား ဟုတ် အခုရေးလိုက်တာကတော့ဆရာကြီးဦးသက်တင်နဲ့ရေးပေးတာ ဟုတ်ကဲ့ ဘိုးစိတ်ပေတာအတွက်တချင်းလေးရေးပေးတာနော် အဘဥဒ္ဒတင်ကရေးခဲ့ ဒါ တာ ကြောင့်ဦးသက်တင်ကသူ့နာမည်လေးပါသွားအောင်တချင်းလေးမှာထည့်တာ ဟုတ်ကဲ့ တတ်တင်ဆရာကရေးဖွဲ့အလင်ကရွာသားစိတ်ပေတာဟာမေတ္တာစေတနာဒါစိတ်ပေတာရဲ့ဒီလုံးမှာ ဟုတ်ကဲ့ခင်ဗျ ခက်ဒီတော့ဆိုင်းတိုင်းကအဖို့စိတ်ပေတာကြီးကိုနော် မှန်ပါ တိတ်တော်တဲ့ဆိုင်းဆရာကြီးပါလို့ဆိုင်းဆရာတိုင်းကဆိုင်းဘယင်ဆိုင်းဖျားလို့ဒီလိုအမှုတင်ရတယ် အလုံးကပြောနေကြတယ် ဟုတ်လား ဟုတ်ပါ အဲ့လိုပြောတော့မောင်လွန်ရစိန်ပေတာခစ်ကစိန်ပေတာလို့နာမည်ကြီးတဲ့ဆိုင်းဆရာမရှိဘူးလားလို့မေးစရာအကြောင်းမရှိဘူးလား တချို့သောပြိဿကမေးမယ်ဆိုမေးစရာအကြောင်းပေါ်တာပေါ့ဆရာရဲ့ဟုတ်ကဲ့ ဒီတော့တမိုင်းကိုအမှန်ပြောရမယ်ဆိုရင်ဖိုးကျော် ခင်ဗျားဆရာ နှုတ်ကြရေး ဟုတ်ကဲ့ဆရာ စိန်ပေတာနဲ့ခစ်ပြိုင်ပေါ်ခဲ့တဲ့ဆိုင်းဆရာကြီးတူရှိပါတယ်ခင်ဗျာ မှန်ပါခင်ဗျာ အဲ့ဒီဆရာကြီးကဘယ်သူလုံးလို့မေးရဲ့ အမိတ်ရှိပါဗျာ တီးလုံးလေးအရင်မြည်ကြည့်ရအောင် ဟုတ်ကဲ့ စိန်ပေတာနဲ့ခစ်ပြိုင်ပေါ်ခဲ့တဲ့ဆရာကြီးရဲ့တီးလုံးကတီးလုံးပါခင်ဗျာ ကြားပါရစီဆရာ ဟုတ် အရာသာရှိတာဗျာဆရာရဲ့မှန်ပါဗျာ တီးလုံးလေးကတူတူလေးပါ တူတူလေးပါ ဟုတ်တယ်နော် ဟုတ်ကဲ့ မရှိပါဘူးတူတူလေးပါ မှန်ပါ သို့တော်လေးပဲတီးလုံးတူချင်းရှည်ချင်းစီအဓိကမဟုတ်ပါဘူး မဟုတ်ပါ ဟုတ်တယ်နော် ဟုတ်ကဲ့ တို့ထမင်းချက်တတ်တာဟင်းချက်တတ်တာအတက်ပညာ ခေါ်ဆိုရမယ် ဟင်းဆက်တိတ်အောင်ချက်တတ်မှာအ
အနုပညာလို့ဒီလိုဆိုထားတယ်မို့ ဒါမှအမှုပညာမြောက်တာ ဟုတ်တယ်နော် ဟုတ်ကဲ့ ဆိုင်ဝိုင်းနဲ့တီးတတ်တာစီဒါအတတ်ပညာပဲကွာ ဟုတ်ပါဆရာ ဟုတ်တယ်နော် မှန်ပါ တို့တော့ကိုတီးတဲ့တီးချက်တီးလက်ပေါ်မှာဘယ်လိုအရသာရှိအောင်တီးမလဲဘယ်လိုရသာမြောက်အောင်တီးမလဲ မှန်ပါ ဒါကြောင့်အနုပညာနဲ့ဆိုင်သွားပြီ ခန်းစားချက်လိုသွားပြီ ဟုတ်တယ်နော် ဟုတ်ကဲ့ ကဲတီတော့တို့ထမင်းဟင်းတော့ချက်တတ်ပြီ ဟုတ်ကဲ့ဗျ ဟင်းဆက်တဲ့မတဲ့ချက်ကြည့်အောင် ကြားပါရစီဗျာ ဆိုကြည့်မယ် ဟုတ်ကဲ့ဆရာ အချင်းစာသားလေးပါတယ် ဟုတ်ကဲ့ ဆိုကြည့်သမှာ ကျွန်တော်အဖေဟာဒီနောက်အောက်ကမွေးခဲ့တဲ့မို့ကြီးကပေါက်စားလေးနဲ့လူပါတယ်ခမညာဘဝနီနီကောင်းတင်စီလိုက်ရင်တကောင်းချင်းကြီးနဲ့လူပါတယ်ခမညာအသားပြူအောင်သာအတင်းရင်နဲ့ပြုတ်ပြီးတော့အင်္ဂလိပ်သုံးစို့ဆရာတဲ့ ပြန်လေးကြည့်မယ်နော် ဟုတ်ကဲ့ ဟုတ် ကျွန်တော်အဖေဟာဒီနောက်အောက်ကမွေးခဲ့တဲ့မို့ကြီးကပေါက်စားကလေးနဲ့လူပါတယ်ခမညာဘဝနီနီကောင်းတင်စီလိုက်ရင်တကောင်းချင်းကြီးနဲ့လူပါတယ်ခမညာအသားပြူအောင်သာအတင်းရင်နဲ့ပြုတ်ပြီးတော့အင်္ဂလိပ်သုံးစို့ဆရာ အချင်းလေးတူတူလေးပါကျွန်တော်အဖေဟာထီနန်းအောက်ကမွေးခဲ့တဲ့မို့ကြီးကံပေါက်စားလေးနဲ့ထူပါတယ်ခမညာဘဝနေနေခေါင်းတင်စီလိုက်ရင်တကောင်းအရှင်နဲ့ထူပါတယ်ခမညာအလားချူအောင်လားအတင်းရင်နဲ့ပြုတ်ပြီးတော့အင်္ဂရိတော့ဆိုဆရာတဲ့သိကောင်းတဲ့ချင်းလေးပါ ဟုတ်ကဲ့ ဟုတ်တယ်နော် မှန်ပါဆရာ အဲ့ဒါစိန်မီတာနဲ့ခစ်ပြိုင်ပေါ်ခဲ့တဲ့ဆရာကြီးရဲ့တိကျက်တီလက်ပါ ဒါဆရာကြီးတူပါဗျ ဒါပြင်အဲ့ဆရာကြီးကဘယ်သူတုံးလို့မေးရင်ဖိုးကြွား ခမ ्या ဆရာ နိုးကြကြီး ဟုတ်ကဲ့ဆရာ မှတ်ထားကွာစိန်မီတာနဲ့ဖေးစုံမအေခွဲညီအကူတော်တဲ့ဆရာကြီးဆရာစိန်ရဲ့ဒီလိုကွာသလား ဩဒါကြောင့်ကောင်းနေတာကူဗျဆရာ ဟုတ်လား ဟုတ်ကဲ့ဟုတ်ကဲ့ တို့ဆိုင်းဆရာကြီးဆရာဖေကပထမအိမ်တော်ဒေါ်တစ်ကမွေးလိုက်တော့ဆရာစိတ်ဆိုတာပေါ်ပေါက် မှန်ပါဗျ ဟုတ်တယ်နော် ဟုတ်ကဲ့ ဒုတိယအိမ်တော်နန်းတွန်းအပြူတော်ဒေါ်မမလေးနဲ့အကြောင်းဆက်ပေါင်းဖက်မှာစိန်မီတာဆိုတာဖြစ်ပေါ်တယ် မှန်ပါမှန်ပါ ဒီတော့စိန်မီတာနဲ့ဆရာစိန်သည် ဟုတ်ကဲ့ ဖေးစုံမအေခွဲညီအကူမတော်ဘူးလား ဟုတ်ကဲ့ဗျာဖေးစုံမေခွဲညီကိုတော်ဆက်တဲ့ဆိုင်းဆရာတွေဗျမှန်ပါဗျ ဟမ် ဟုတ်ကဲ့ ဒီသချင်းကိုဘယ်သူဆိုခဲ့တာတော့လို့မေးရင် အမေရှိပါဆရာ အလင်းငါကျော်စွာစိန်ပတ်မောင်ဖြစ်မဲ့ဗတ်မောင်ငယ်ငယ်ခြာတိတ်တုံးက ဟုတ်ကဲ့ မင်းပေါက်နောက်ကနေထအော်ခဲ့တဲ့သချင်းပါခင်ဗျာ မှန်ပါမှန်ပါဗျာဆရာ ဒါကြောင့်သချင်းလေးကကျွန်တော်အဖေဟာစိန်ပတ်မောင်ဆိုတာဆရာစိတ်ရဲ့သားပဲဗျဟမ် အနုပညာမျိုးရိုး စိန်ပေတာရဲ့တူပဲ ဟုတ်ကဲ့ဗျ ဟုတ်တယ်နော် မှန်ပါ ကျွန်တော်အဖေဟာထီနန်းအောက်ကမွေးကဲ့တဲ့မို့ကြီးကံပေါက်စားလေးနဲ့တူပါတယ်ခင်ဗျာပါတယ်တူတဲ့ ကြီးကံပေါက်စာလေးနဲ့တူတယ်တဲ့ဆရာရဲ့ ဆရာဖေကနန်းတွန်းကိုသူကခါစားပြီဆိုရင်ဆရာစိတ်ဖြစ်မဲ့ကလေးကိုလက်ဆွဲဆွဲခေါ်သွားတော့တီဘောမင်းကဆရာစိတ်ဖြစ်မဲ့ကလေးကိုကြည့်ပြီးတော့ဖိုးကြွား ဟုတ်ကဲ့ဆရာ ချစ်စနိုးနဲ့နာမည်ပေးတယ် ဘယ်လိုပေးခဲ့ပါလဲ ကြီးကံပေါက်စလေးတဲ့ဟော ဩတီဘောဘရင်ပေးခဲ့တဲ့နာမည် တီ ဗျာ ဘောမင်းကပေးတာ ဟုတ်ပါဟုတ်ပါ အသားမဲတယ်ထင်ပါရဲ့ကွာ မှန်ပါခင်ဗျာ ဟုတ်တယ်နော် ဟုတ်ကဲ့ ဒါကြောင့်ထီနန်းအောက်ကမွေးခဲ့တဲ့မို့ကြီးကံပေါက်စလေးနဲ့တူပါတယ်ခမဘဝနေနေကောင်းတင်စီလိုက်ရင်တကောင်းအရှင်ကြီးနဲ့တူပါတယ်ခမအသားချူအောင်လားအတင်းရင်နဲ့ပြုတ်ပြီးတော့အင်္ဂရိတုတ်ဆိုဆရာတဲ့တစ်ချက်တလူရေးတယ်လား ဟုတ်ကဲ့ဆရာ ဟုတ်တယ်နော် မှန်ပါဗျာ အဲ့ဒါပဲပြန်ဆိုပြီးသားမှာဘိုးကြွားကြီး ဟုတ်ကဲ့ ဟော ကျွန်တော်အဖေဟာဒီနောက်အောက်ကမွေးခဲ့တဲ့မို့ကြီးကပေါက်စားလေးနဲ့လူပါတယ်ခမညာဘဝနီနီကောင်းတင်စီလိုက်ရင်တကောင်းချင်းကြီးနဲ့လူပါတယ်ခမညာအသားပြူအောင်သာအတင်းရင်နဲ့ပြုတ်ပြီးတော့အင်္ဂလိပ်သုံးစို့ဆရာ ဆိုကြည့်အောင်တိကြည့်အောင်ဟောဆရာကြီးဘယ်နှဦးပြီ ဆရာကြီးနှစ်ဦးပြီးသွားပါပြီခင်ဗျာ နော် ဟုတ်ကဲ့ ကဲတတိယမြောက်တကူစိုက်ခဲ့တဲ့
ဒုတိယမြောက်တကွန်ဆိုင်ခဲ့တဲ့ဆရာကြီးထက်ကြောခြင်းသေးတယ် ဇင်းလိုက်ဇက်တိုက်ပါဗျာ ဘသူတော့ မရှိပါဘူးဗျာ အလင်းကားကြော်စွာအဖိုးလေးဦးဟန်ပ အော်ဟုတ်ပြီခင်ဗျာ ဆိုဒီဇ ဟန်ပကပါခင်ဗျာ ဟန်ဒီအစ ဟန်ပကပါဆရာ နာမည်ကြီးကလေးဆရာကြီးပါ ဒီလိုထင်ရှားခဲ့ အလင်းကားကြော်စွာဘွဲရခဲ့တဲ့နော် မမ အလင်းကားရဲ့လက်ရလေးကိုဆရာကြီးဦးဟန်ပကိုကြော်ရင်ခန်းစားကြည့်မလား မမဗျာကြားပြစီဗျာ နေဆရာ ကောင်းလိုက်တာဗျာဘာဘာဥဟန်ပရဲ့ပညာတွေပါဗျာ ဟုတ်တယ်နော် ဟုတ်ကဲ့ဆရာ ပြန်နားတောင်တေချာနားတောင်နော် ဟုတ်ကဲ့ ဦးဟန်ပကဒီလိုပြီးတာ ခယူးဆိုင်ပါဗျာ ဟော နားထောင်ဆိုင်ပလားဗျာ ဟန်ပြလိုက်ပြီခမဟန်ပါဆရာရောက်ရောက်အရတိုင်းမှာအားပေးကြသူသူငါငါမြို့လူတို့ကမနေနိုင်ပါမနေနိုင်ပါရှေးရည်သာဆုံးဖို့ကြုံပြန်လာအလူတကအလူမအလူတော်ကြီးလည်းအောင်မြင်မှာဟန်ပါဆရာတီးတဲ့လက်တံသာ နေစရာဟော ခွဲတော့လား ဟော ဟန်ပြလိုက်ပြီခမဟန်ပါဆရာရောက်ရအရတိုင်းမှာအားပေးကြသူသူငါငါမြို့လူတို့ကမနေနိုင်ပါမနေနိုင်ပါရှေးရည်သာဆုံးဖို့ကြုံပြန်လာအလူတကအလူမအလူတော်ကြီးလည်းအောင်မြင်မှာဟန်ပါဆရာတီးတဲ့လက်တံသာ ဟန်ကြလိုက်ပြီခမရဟန်ပဆရာရောက်ရအရဲ့တိုင်းမှာအားပေးကြသူသူငါငါမြို့လူတို့ကမနေနိုင်မောင်မနေနိုင်ပေါင်းရှင်းငယ်ရေစက်ဆုံဖို့ကြုံမြန်လန်းအလူတကန်အလူမအလူတော်ကြီးနဲ့အောင်မြင်မှာဟန်ပဆရာတီးတဲ့လက်တံတာတော့ကောက်ထားတော့ အရာသာရှိဗျာဆရာရဲ့ ဟုတ်လား မမဗျာ ဥပံပါကအလူတိုင်းမှာသူ့အလူရှင်လူမှများကိုဒီလိုအတိတ်နိမိတ်ဆောင်ပြီးတော့မေတ္တာဖို့တီးသလိုပေါ့ကွာ မမဗျာဆရာဟုတ်ကဲ့ ဥပံပါနီးတူတို့မန္တလေးအောင်လို့နုပညာဖန်တီးမှုဆိုင်းကြီးတကလည်းပဲအလူဒါယကဥဇော်ဇော်အောင်အလူဒါကြီးကာမမြတ်မြတ်မို့တို့မိသားစုအားလည်းပဲဟုတ်လား မမ ယနေ့မှစပြီးတော့အလူတော်ကြီးအောင်မြင်ပါစေဟုတ်လား ကောင်းဗျာ စိတ်ကြံသမျှနဲ့နိဗ္ဗာန်ရပါစေလို့အတိတ်နိမိတ်မဆောင်ရဘူးလား လိုက်ဖက်ညီရအောင်အတိတ်နဲ့မိတ်ဆောင်ရပါလိမ့်မယ်ဆရာရဲ့ ဟုတ်တယ်နော် ဟုတ်ပါဗျာ ကဲဒီတော့တို့တိုင်းပြည်မှာဆိုင်းလောကမှာတကွန်ဆိုင်ခဲ့တဲ့ဆရာကြီးဘယ်နှဦးရှိ ဆိုင်းဆရာ3ဦးထင်ရှားရှိခဲ့ပါပြီ ကဲဘယ်သူတွေတော့ပြောသား နေမျိုးမလားကြော်သူဘွဲ့ရအဖိုးရာစာစိန်ပေးတာ ဟုတ်ပြီ အလင်းငါကြော်စွာအဖိုးလေးဥဟန်ပ ဟုတ်ပြီဗျာ ဘဘစိန်ပမောင်းတဲ့ခမ ဆရာကြီး3ဦးရှိတယ် မှန်ပါဗျာ အဲ့ဒီဆရာကြီး3ဦးကဘယ်မြို့သားတွေတုံးလို့မေးပါ ဟုတ်ကဲ့ခမအမိတ်ရှိပါဘယ်မျိုးသားတွေပါလဲဆရာရဲ့ မန္တလေးမြို့သားပါလို့ပြောလိုက်တယ် မမန္တလေးမြို့ဇာတိဘွားတွေပါခမ ဟုတ်လား ဟုတ်ကဲ့ တို့တော့လည်းပဲတချို့ဆိုင်းဆရာတွေကဥဟန်ပတ်ကိုအောက်ပြည်အောက်ရွာကရန်ကုန်ကပြည်ကဟင်္ဒရာကဘယ်လိုပြောကြ ထင်ရောင်ထင်မှာဖြစ်ကြ ဟုတ်လား ဟုတ်ကဲ့ ဥဟန်ပတ်ကငယ်ငယ်လေးကလေးကမန္တလေးကနေပြီးတော့အောက်ပြည်အောက်ရွာမှာပါသွားလို့တချို့ကအောက်ပြည်အောက်ရွာသားလို့ဒီလိုထင်ကြတာ ဟုတ်ကဲ့အားလုံးကထင်ရောင်ထင်မှာဖြစ်ကြရပြီဟုတ်ကဲ့ခမ ဟုတ်တယ်နော် မမ အမှန်ကတော့ဥဟန်ပတ်ဒီမန္တလေးသားစစ်ပါ ဟုတ်ကဲ့ဆရာ အကြောင်းမဲ့ပြောတာတော့မဟုတ်ပါ ဖားကြောင်ပါလေ ဇာကနာရဲ့ဖခင်ဆရာနန်းညွန့်ဆွေရေးတဲ့ ဟုတ်ကဲ့
အလင်းငါကျော်စွာအဖိုးဥဟံပရဲ့အထုပ်ပတ်တီကိုဖတ်ကြည့်လိုက်တော့ဥဟံပတုတ်ကူတူမန်းလေးမျိုးသားပါဆိုပြီးတော့လေချိုးလေးရေးထားတာတပုတ်ရှိပါ ။အော်ပညာရှင်ပိသစွာနဲ့သူမန္တလေးမြို့သားမှန်သိအောင်လေကျိုဘယ်လိုများရေးသားခဲ့တာပါလဲဆရာ။တင်ပြပေးပါဦးခင်ဗျ။ ဥဟံပဘယ်လိုရေးတော့ အမိန့်ရှိပါဆရာ အခြေကောင်ဖြန်းလို့မကြွဝမ်းမှာဘူးရွှေပရုံးမှာပန်းလို့အလားပါပဲမမျိုးသားပါဗျာဥဟံပါခေါ် သိရှိရပြီဗျာ သူ့ကိုယ်သူမန်းလေးသားပါ တင်ပြခဲ့တာဗျ ဥဟံပါကိုယ်တိုင်ရေးခဲ့တာ မှန်ပါ ဟောင်းပြီမန်းလေးသားတော့တီးပြီ ဟုတ်ကဲ့ ဆရာကြီးဥဟံပါမန်းလေးဘယ်မြို့မှာဘယ်ရက်ကွက်မှာမွေးတာတော့ တဆင့်တက်ရှင်းလင်းခဲ့ပါဦးဆရာ ဥဟံပါကသူမွေးတဲ့ရက်ကွက်ပါကိုလေးကျိုးဖြစ်အောင်ရေးခဲ့တယ် အတိအကျရေးသားခဲ့ ကျုံများနာငမရတကားသိကြပါတော့ ဟုတ်ကဲ့ခင်ဗျာ ခုံနံခေါ်ဖွာဇာတိပါပဲမန္တလေးမြို့ဂုံတန်ရက်မှာမွေးတာပါလို့ဥဟံပါကသူ့ကိုယ်သူဒီလိုရေးခဲ့တာ အတိအကျသိခဲ့ရပြီဗျာ ဟုတ်တယ်နော် မှန်ပါ ဒါကြောင့်အဖိုးဥဟံပါကိုကြော်သောအားဖြင့် ဟုတ်ကဲ့ ဆရာကြီးရဲ့ဒီလုံလေးကြော်ကြည့်မယ်နော် ကြားပါရစေဦးဗျာ ဥဟံပါရဲ့လက်ရလေး ဟုတ်ကဲ့ ဟုတ် အေး လာဦးမယ်နော် ဆရာကြီးဘယ်နဲ့ဥပြီးသွား တော့ဦးပြီးသွားပါပြီ ဘယ်သူတွေတို့ နေမျိုးပလကြော်သူဘွဲ့ရအဖိုးရစာစိန်ပေးတာဆရာစိတ်အဖိုးလေးဥဟံပပါခင်ဗျ ကဲတခါကြတော့အလင်းကားကြောစွာဘာဥစိန်ဘတ်မောင်ရဲ့လက်ရာကဒီလိုလာသေးတယ်ကွာ ကြားပါရစေဆရာ စိတ်ဘာမောင်ဆိုင်ကိုဒီရန်ဒီလက်နေမပြတ်စေအောင်စေရနာရှိဆောင်သောတာစီသူနာစီရအောင်ဘာမောင်စိတ်ဘာမောင်မလားဆိုင်တကယ်သမိုင်းနေတွင်အောင်ဂီတအယောင်ညီမြဆောင်ထားတဲ့ရာဒီရောသဘောမကွဲလေပါဓမ္မမိပါအာသရိစရာသန္တရာဂီတသိစီရာဝိဝရခွဲအောင်သဘောဆောင်တဲ့ဟိုဘာမောင်စိတ်ဘာမောင် စိန်ဘာမောင်ဆိုင်ကိုဒီချက်ဒီလက်နေမပြတ်စေအောင်စေရနာရှိဆောင်သောတာစီသူနာစီရအောင်ဘာမောင်စိန်ဘာမောင်ဗလာဆိုင်တကယ်သမိုင်းနေတွင်အောင်ဂီတရောင်ညီမြဆောင်ထားတဲ့ရာဒီရောသဘောမကွဲလေပါဓမ္မမိပါအာသရိစရာသန္တရာဂီတသိစီရာဝိဝါရကွဲအောင်သဘောဆောင်တဲ့ဘာမောင်စိန်ဘာမောင် စိန်မိလာရဲ့တူပါ ဟုတ်ကဲ့ ဆရာစိန်ရဲ့သားဖြစ်တဲ့တတိယတကွန်ဆိုင်ကလေးအလင်းကားကြောစွာအဖိုးဥစိန်ဘတ်မောင်ရဲ့အင်္ဂါတော်မြောက်တိကျက်တိလက်လေးပါ ရှာပါဗျာ ခန်းစားကြည့်မလား ကြားပါရစေဗျ ဟုတ် ဆရာကြီးလေးဦးပြီးသွားပြီ ဟုတ်ကဲ့ခင်ဗျာ ဟဲ့မထူး
ထူပါဘူးကွာတတက်စားလဲကြက်တော့နှစ်တက်စားလဲကြက်တော့မှာပဲသလားမဆက်ပြီးတော့အရှင်ကောင်းလို့ဆက်ပြီးတော့ဆရာကြီးတူထက်ကြော့ခြင်းနေတယ်နော်စင်တိုက်ဇက်တိုက်ပေါ့လေစိန်ပေတာရဲ့တပိဖြစ်တဲ့ဆရာကြီးမြွတ်ချစ်မောင်ရဲ့တီးချက်တီးလက်လေးတီးချက်ပါသေးတယ်ရှာပါဗျာဆရာကြီးမျိုးချစ်မောင်ရဲ့တီးချက်တီးလက်နဲ့ဝါသနာရှင်ပြိတ္တများကိုဇင်တိုက်ဇက်တိုက်ထပ်မှန်ပြီးကြောပန်းဆင်းအောင်မှာဖြစ်ပါတယ်ရက်ရွာကိုတော့တက်ထားနဲ့ကြောရတာပေါ့ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့အရှင်ကိုတော့သပင်နဲ့ကြောရဟုတ်လားမှန်နေမိမိတက်ကြွတဲ့ဂီတတန်စင်များနဲ့ငားရန်လို့ထားတာကိုကမန္တလေးကိုအောင်လို့ရွှေဆိုင်တော်ဟုတ်လားဟုတ်ကဲ့ဗလာဆိုင်လို့ငားရန်ထားတော့ပြိတ္တတော်မင်းများကိုကြွေးဘူးသောပြိတ္တကိုအောင်လည်းကမလျှော်သောဇွဲလုံးလာဝရိယနဲ့ဒီလိုကျေးဇူးဆက်ပါဦးမယ်ခင်ဗျာဆရာမျိုးချစ်မောင်ရဲ့တီးချက်တီးလက်ပါဟုတ်ကဲ့ဟုတ်ကဲ့ဆရာပြန်ပြီးနားတော်ဒီနားတော်နော်မှန်ပြီးတော့မင်းတို့ဆိုရမယ့်အလဲပါတယ်ဟုတ်ကဲ့ပေါ်တဲ့တို့မျောလိလာကြပဲကြမ်းပါပါစေကြံစီတိုင်းတွေရကြပါစေမိတ်ဆွေပေါ်တဲ့တို့မျောလိလာကြပဲရွှေဆိုင်တော်ခိုင်ကျော်ပေတာငွေနဲ့ကျော်အတွေ့တော်ပေတာရွှေဆိုင်တော်ခိုင်ကျော်ပေတာငွေနဲ့ကျော်အတွေ့တော်ပေတာအောင်စီမြို့ချင်မောင်းမင်္ဂလာဆိုင်ကအားလုံးပဲအောင်ကြပါစေရွှေမြို့တော်ပရိသတ်ပေါင်းတို့အားလုံးပဲကျမ်းမာချမ်းသာဝမ်းသာပါစေပေါ်တဲ့တို့မျောလိလာကြပဲရွှေဆိုင်တော်တိုင်းကျော်ပေတာငွေနဲ့ကျော်အတွေ့တော်ပေတာရွှေဆိုင်တော်တိုင်းကျော်ပေတာငွေနဲ့ကျော်အတွေ့တော်ပေတာအောင်စီမြို့ချင်မောင်းမင်္ဂလာဆိုင်ကအားလုံးပဲအောင်ကြပါစေရွှေမြို့တော်ပရိသတ်ပေါင်းတို့အားလုံးပဲကျမ်းမာချမ်းသာ